ဖန်ကျွင်းကအိမ်တောင်ကုန်းချင်းမှာပိုင်ဆိုင်မှုအကုန်ယူသွားတဲ့အမေနောက်ကိုလိုက်သွားဖို့ရွေးချယ်ခဲ့ပြီးအိမ်ကနေလက်ပလာနဲ့ဆင်းသွားတဲ့အဖေကတော့လင်းဖန်ကိုခေါ်သွားတယ်။ဒါပေမဲ့နောက်ပိုင်းမှာညီမနီနဲ့အမေကလင်းဖန်ကိုအတင်းအကျပ်လက်ထပ်ခိုင်းပြီးလင်းဖန်ရဲ့လက်တွေဖော်ကလည်းအမီပေါ်မယိုမသေးဆက်ဆံတယ်။သူကဒေါသတကြီးနဲ့ချစ်သူအငယ်လေးနဲ့အတူထပ်ပြီးဖို့ရွေးချယ်ခဲ့ပြီးအကျိုးဆက်အနေနဲ့ဒီကိစ္စပေါက်ကြားသွားပြီးသူကလင်းဖန်ရဲ့လက်တွေဖော်စီမှာအကျဉ်းချခံရတယ်။အထေကတော့ကန်လက်နိုးထားလာပြီးအငယ်နဲ့တထေးကြီးဖြစ်လာတယ်။ကျွန်တော်ကတော့အားလုံးအားကြရတဲ့သခင်လေးဖြစ်လာပြီးနမေကြီးချမ်းသာတဲ့မိသားစုကသမီးကြီးနဲ့လည်းလက်ထပ်ခဲ့ရတယ်။ဒါပေမဲ့ကျွန်တော်မျက်လုံးပြန်ဖွင့်လိုက်တဲ့အချိန်မှာတော့ညီမလေးကအဖေလက်ကိုအတင်ဆွဲထားတာကိုတွေ့လိုက်ရတယ်။သူကဒီဘဝမှာတထေးကြီးရဲ့သားအဖြစ်ကိုပြောင်းလဲခံယူဖို့ရဲမောင်ရင်စူးစမ်းတယ်။နေတယ်။ဒါကိုမြင်တော့ကျွန်တော်ချက်ချင်းရဲမိသွားတယ်။ဘာလို့လဲဆိုတော့မိထွေးလက်အောက်မှာရှင်တန်ရတာထက်ပြီးတော့ကျွန်တော်ကိုယ်တိုင်အစီအစဉ်ဆွဲပြီးမှတထေးဖြစ်လာမဲ့အဖေထက်သားဖြစ်သူအတွက်တခုတည်းတော့စိတ်နဲ့စူးစမ်းပြီးမဲ့အမေနောက်ကိုလိုက်ရတာကိုပူသဘောကျလို့ပါ။အဖေကျွန်တော်အဖေနဲ့လိုက်မယ်။အိမ်ကနေလက်ပလာနဲ့ထွက်ရလေကက်ဆမရှိဘူး။ကျွန်တော်ဂယူးမဆိုင်ဘူး။အဖေနဲ့ပဲလိုက်ချင်တယ်။ဒီစကားကိုကြားတော့ကျွန်တော်အဖေနဲ့အမေကလည်းအန်တော်ကြီးကြည့်နေကြတယ်။နောက်တစ်စက္ကန့်မှာတော့ဖန်ကျွင်းကအမေလက်ကိုမလွတ်တန်းဆွဲထားတယ်။ဒါပေမဲ့သူဘာလို့စိတ်ပြောင်းသွားလဲဆိုတာကျွန်တော်တယောက်ပဲသိတယ်။သူကကျွန်တော်လိုပဲပြန်လည်မွေဖွာလာခဲ့တာပဲ။အရင်ဘဝတုန်းကဖန်ကျွင်းကအခြေတကျမရှိတဲ့ဘဝကိုမဖြတ်တန်းချင်တယ်လို့နှစ်ပေါင်း20ကျော်ကြာစံစားခဲ့ရတဲ့ချမ်းသာမှုကိုလည်းမစွန့်လွတ်နိုင်ဘူး။သူကတညလုံးတောင်းပန်ပြီးမှအမေနားမှာနေခွင့်ရခဲ့တယ်။ဒါပေမဲ့နောက်ပိုင်းမှာအမေကသူ့တို့ရွေးချယ်ပေးတဲ့လက်ထပ်ဘက်ကပိုင်မီသားစုကသမီးကြီးပိုင်မင်းပင်ထီနေတယ်။သူ့မိသားစုကအင်အားကြီးပေမဲ့ဖန်ကျွင်းကတဘောမတူဘူး။သူကအမေကသူ့ကိုပစ္စည်းတစ်ခုလိုအယောင်ဝယ်လုပ်တယ်လို့ထင်တယ်။ဒါကြောင့်မင်္ဂလာဦးဒုတိယမြောက်နေ့မှာပဲသူကစိတ်ရပြောင်းလဲဖြစ်ဖို့ပိုင်မင်ပင်အိမ်မှာမရှိတဲ့အချိန်ကိုအဓိကထားပြီးရွေးချယ်ခဲ့တယ်။အိမ်ချိန်မှာပဲချစ်သူအငယ်လေးတယောက်ကိုရှာလိုက်တယ်။ပိုင်မင်ပင်တီးသွားတဲ့အခါအိမ်ပြန်ရောက်လာပြီးအဲ့ဒီအမျိုးသမီးကိုချက်ချင်းရှင်းပြလိုက်တယ်။ပြီးတော့ဖန်ကျွင်းကိုတောင်ဘောကဘီလာတစ်ခုမှပိတ်လောင်ထားပြီးမြောက်တွေနဲ့ပြီးအချိန်ကုန်စေခဲ့တယ်။ကျွန်တော်နဲ့အဖေကထွက်သွားပြီးနောက်မှာတော့3နှစ်လောက်ဆင်းရဲတဲ့ဘဝကိုဖြတ်တန်းခဲ့ရတယ်။3နှစ်အကြာမှာတော့အဖေကပြန်လဲအဆင်ပြေလာပြီးကျွန်တော်လည်းတထေသားဖြစ်လာခဲ့တယ်။ဒါပေမဲ့မမျော်လင့်ပဲတနေ့အလုတ်စင်းချိန်မှာကားတစ်စီးကကျွန်တော်ကိုတိုက်မိပြီးလမ်းဘေးကရန်ထားတဲ့ခြံစည်းရိုးပေါ်လွင့်စင်သွားတယ်။မျက်လုံးမမိတ်ခင်မှာကားမှာနောက်ကနေဖန်ကျွင်းရဲ့ကြောက်မဲ့ဖွေကောင်းတဲ့မျက်နှာကိုမြင်လိုက်ရတယ်။သူကကျွန်တော်ကိုမုန်းနေနေသလိုလူရွေးမဟဲလာကိုလည်းပို့ပြီးနောင်တရောင်နေပုံငယ်ဒါကြောင့်လဲပြားလဲမွေးဖွားလာတဲ့အချိန်မှာအမိတ်လက်ကိုချက်ချင်းလွတ်ပြီးအဖေနဲ့လိုက်ဖို့ရွေးချယ်ခဲ့တာပေါ့ဒါပေမဲ့ तू မသိတာကအဖေမှာအပြင်မှာအငယ်အနေရှိနေတယ်ဆိုတာပဲအမားတစ်ခုခုရှိနေရင်အိမ်ကနေလက်ပလားနဲ့ဆင်းရမှာပဲဒီအချိန်မှာညီမလေးရဲ့စကားကိုကြားတော့ဖန်ဖူးကအရန်ကိုစိတ်လှရှာသွားတယ်ရှောင်ကျွေးမင်းတကယ်ပဲအဖေနဲ့လိုက်ချင်တယ်လားစိတ်ချပါအဖေအိုးပိုင်အိမ်ပိုင်မရှိရင်တောင်မင်းကိုကောင်းကောင်းချွေးထားပါမယ်ကျေးဇူးတင်ပါတယ်အဖေဒါပေမဲ့ကျွန်တော်ကအကိုနဲ့မတူဘူးကျွန်တော်ဒုက္ခခံရမှာမကြောက်ဘူးအကိုကတော့စီးစိမ်ခံချင်တာဆိုတော့သူ့ပဲအိမ်မှာနေခွင့်ပေးလိုက်ပါကျွန်တော်လည်းရှင်းမပြချင်တော့တာနဲ့ပဲဒီစကားအတိုင်းအမေလက်ကိုဆွဲထားလိုက်တယ်အမေကျွန်တော်အမေနဲ့ပဲနေမယ်ညီမလေးကအဖေနဲ့လမ်းဖေးမှာပဲနေချင်တယ်ဆိုတော့ကျွန်တော်တို့နဲ့အတူမလိုက်တော့ဘူးအမေစိတ်မဆိုးပါနဲ့ဝမ်ယန်အမေကဒေါသတကြီးနဲ့ဖန်ချင်းစီကိုဖန်ကက်တစ်ခုပေးလိုက်တယ်ပေးတဲ့နဲ့စရိတ်ဆက်တွေကတော့တပြားမှမလျော့စေရဘူးမင်းရဲ့ဒီလိုအဖေမျိုးနဲ့ပဲဒေါသခံပြီးတွားနေလိုက်တော့မထွက်ခွာခင်မှာဖန်ချင်းကသူ့အိတ်တွေကိုဆွဲပြီးကျွန်တော်ကိုလောင်ပြုံးနဲ့ကြည့်နေတယ်ဒီတစ်ခါတော့ကျွန်တော်ပဲတထေထားဖြစ်ရတော့မယ်သူ့ရဲ့ယုံကြည်မှုအဖြစ်နဲ့ပုံစံကိုကြည့်ပြီးကျွန်တော်လည်းဖြုံဖြုံလေးပဲခေါင်းကြီးပြလိုက်တယ်ဒါဆိုလဲစောင့်ကြည့်ရမှာပေါ့အရင်ဘဝတုန်းကလူတွေကကျွန်တော်လူမိသားစုကသမီးကြီးနဲ့လက်ထပ်လိုက်တာကိုပဲမြင်ကြတယ်ဒါပေမဲ့သူမကကျွန်တော်ကိုလက်ထပ်ရလားဘယ်လောက်တောင်မလိုလားဘူးလဲဆိုတာဘယ်သူမှမသိကြဘူးသူမကကျွန်တော်ကိုသူမရဲ့ချစ်သူဟောင်းရဲ့ကိုဘွားအဖြစ်ပဲတတ်မှတ်ထားတာသူမရဲ့အခြေယူတွေထိုးလာတဲ့အချိန်တိုင်းကျွန်တော်မန်ရှင်းမှာသူမရဲ့ချစ်သူဟောင်းရဲ့အပြုံးမျိုးရအောင်ထောင်နဲ့ချီတဲ့အချိန်ပေါင်းများစွာလေ့ကျင့်ပေးခဲ့ရတယ်မဟုတ်ရဲ့ကျွန်တော်အဆုံးမရှိတဲ့နှိမ့်စင်မှုတွေပဲစောင့်ကြိုနေမှာကံကောင်းတာကဒီတဘွားမှာတော့ညီလေးကကျွန်တော်ကိုကယ်တင်ပေးလိုက်တယ်အရင်ဘဝကကြုံတွေ့ခဲ့ရတာတွေနဲ့မတူတာကအမေနားမှာနေရတာဟာစားဝတ်နေရေးအားလုံးကအကောင်းဆုံးတွေပဲဖြစ်နေတယ်အမေကကျွန်တော်ရဲ့အားလက်ချင်းတွေကိုလည်းအစီအစဉ်တွေအပြည့်ဆွဲထားပေးတယ်ပီယာနိုမြင်းစီခောက်တီးစားတဲ့တင်တန်းတွေကိုနေ့တိုင်းတလဲစီတက်နေရတယ်ဒါတွေကအရင်ဘဝကကျွန်တော်လုံးဝမစင်စားရခဲ့တဲ့အရာတွေပဲတခုပဲအစင်မပြေတာကအမေကကျွန်တော်ကိုအရန်တင်းကျပ်လွန်တာပဲသူမကျွန်တော်ကိုသူစိန်တယောက်လိုပဲသဘောထားပြီးဒီအရာတွေကိုတင်ယူခိုင်းတာကလည်းတာဝန်တစ်ခုလိုပဲအသက်20ကျော်မွေးနေ့မှာတော့အမေကကျွန်တော်ကိုမွေးနေ့လက်ဆောင်တစ်ခုပေးခဲ့တယ်အဲ့ဒါကတော့ပိုင်မင်ပင်ရဲ့ဆက်သွယ်ရန်ဖုန်းနံပါတ်ပဲမင်းနဲ့ပိုင်မိသားစုကသမီးကြီးနဲ့လက်ထပ်လိုက်လေမိသားစုရဲ့ပိုင်ဆိုင်မှုတွေနဲ့စားတိုးလာလိမ့်မယ်ဒီလိုနေမျိုးရောက်လာမယ်ဆိုတာကျွန်တော်ကြိုတည်နေတာမို့ခေါင်းညင်ပြပြီးအဲ့ဒီဖုန်းနံပါတ်ကိုမှထားလိုက်တယ်ကျွန်တော်ဒီလောက်ထိအေးအေးဆေးဆေးဖွင့်နေလာကိုမြင်လို့အမေကမျက်မှောင်ကျသွားတယ်ဒါကစီးပွားရေးရလက်ထပ်တာဆိုပေမဲ့ပိုင်မင်ပင်ရဲ့အမေကဆုံးသွားတာ10နှစ်ကျော်ပြီမင်းသူမကိုလက်ထပ်လိုက်ရင်ရှုပ်ထွေးတဲ့မိသားစုဆက်ဆံရေးတွေမရှိတော့ဘူးမင်းသူမကိုအပေါ်ကောင်းကောင်းဆက်ဆံရင်မင်းရဲ့လက်ကျန်ဘဝတစ်လုံးလုံးချမ်းသာကြွယ်ဝမှုတွေနဲ့အေးအေးချမ်းချမ်းနေသွားလို့ရလိမ့်မယ်
အမေရဲ့လေးနက်တဲ့အကီကို